နာနောသမအဋ္ဌိတထာဂရေနာဆွေ
ပတိပန္နနှဖျာအစလာကိုရတန်ငါမြရဲ့ကိုဤကမြတ်ဗုဒ္ဓရဲ့သာသနာတော်တို့ရှိမှုရာနှဖျာဒုရကျုပ်ကုန်ကြတဲ့တန်ငါတော်တွေကိုလေးပါပစ္စည်းရဲ့နဲ့မပင်မပန်းရှင်လန်းအေးစီရာတန်ကတာဒီမရဲ့လူတဖန်လက်မပေးလူရန်ကစိတ်ကကြီးမန်းတန်ကကုန်ကိုသာမဟာဆွေတီလူငါဆွေကင်းကသုပတိပန္နနှဖျာအစလာကိုမြတန်ငါမြရဲ့ကုန်ဤကမြတ်ဗုဒ္ဓရဲ့သာသနာတော်တို့ရှိဖို့ရာနှဖျာဒုရကျုပ်ကုန်ကြတဲ့တန်ငါတော်တွေကိုမလူကြတာဆိုအလူစဖြာလေးပါပစ္စည်းရဲ့နဲ့မပင်မပန်းရှင်လန်းအေးစီရာအသေးချာဖွေးရှာလို့ဝေးဖြာလို့စေတနာအမတနာတလန်းချင်ရွယ်မပြတ်မှန်းကာကွယ်ပူဇော်လူလန်းမြတ်ဗုဒ္ဓသာသနာတော်မြတ်ဗုဒ္ဓသာသနာတော်ရှိကြရဲ့ဤတန်လို့သေးချာဖွေးရှာလို့ဝေးဖြာလို့စေတနာအမတနာတလန်းချင်ရွယ်မပြတ်မှန်းကာကွယ်ပူဇော်လူရန်မြတ်ဗုဒ္ဓသာသနာတော်မြတ်ဗုဒ္ဓသာသနာတော်ရှိကြရဲ့ဤတန်လို့အမိုက်မောင်ခွေပိုင်ဆောင်ကြည့်မမကြဖို့ဟောဖို့ညောသာသနာတို့ရှိအတွက်ပရိယပရိသတ်တာဝန်တွေကိုကျိုးစားလို့ပြတ်ဆောင်ကြတဲ့ထေသံဃာများမပိမပန်းရှင်လန်းမှုအထောက်အကူပြုတာသံဃာဒါနပရိသတ်သိရဲ့အမှန်သိလာပါရသံဃိကဒါနထူလာတဲ့မျက်စိသနာသာသနာတို့ရှိအတွက်ပရိယပရိပတ်တာဝန်တွေကိုကျိုးစားလို့
ပြမပန်းရှင်လန်းဖို့အထောက်အကူပြုတာတန်ခါဒါနပရိသတ်တည်ရဲ့အမှန်သိလာပါရတန်ခိကဒါနထူလာတဲ့မျက်စိတနာတော်ရှင်သူမြတ်များကြွရောက်လာပြီဖြစ်ပါ၍အခမ်းအနားစတင်တော့မှာဖြစ်ပါတယ်။ကြွရောက်ချီးမြှောက်တော်မူပါသောဓမ္မဒါယသာသနာစင်တာတိုက်ဟုတ်ဆရာတော်ဖရာတိုက်ကျက်ဆရာတော်ဖရာနှင့်တကွတန်ဃာတော်အရှင်သူမြတ်များသီလရှင်ဆရာကြီးဆရာလေးများဧပရိသတ်ပေါင်းသူတော်ကောင်းတို့ခမညာယနေ့နနက်ခင်းစင်ရင်ကျင်းပပြုလုပ်အပ်သည့်အခမ်းအနားကိုနမောတတမဟာပနာမသုံးညင်ရွတ်ဆို၍အခမ်းအနားကိုဖွင့်လှစ်ကြမှာဖြစ်ပါတယ်ဖေယားနမောတတအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတဘဂဝတောအရနမောတတဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တဧပရိသတ်ပေါင်းသူတော်ကောင်းတို့ခမညာသီလဂုဏ်သမာဓိဂုဏ်ပညာဂုဏ်တို့နှင့်ပြည့်စုံတော်မူသောဓမ္မဒါယသာသနာစင်တာတိုက်အုပ်ဆရာတော်ဖရာထံမှတရဏဂုံ၃ပါးနှင့်တကွအင်္ဂါ၅ပါးနှင့်ပြည့်စုံသောသီလတော်မြတ်ကိုခံယူစောင့်တည်ကြရန်အတွက်ဩကာသကရောကျိုးဖြင့်ညီညာဖြဖြကရောကြပါစို့ခမညာဖယားတရားတန်ခါယရဏမြတ်၃ပါးမိဘဆရာသမားတို့အားယုတ်တိမြတ်တို့လက်ဆုံမိုး၍ရှိခိုးပူဇော်ဘုမြော်မှန်လျော့ကရောကြရာခြင်းတိဟုသောပူဇဝန္တတက္ကိသကာရဝကောင်းမှုကုသိုလ်ကံစေရနာအထူးအားဖြင့်ယနေ့ယခုပြုလုပ်အားထုတ်ကြရသောမန္တလေးမြို့ကိုမြဝင်းဦးမမိုးမိုးအမှုပိုင်မိုးသမီးမမြမှုပိုင်မိုးအမှုပိုင်မိုးကြောင်းမြတ်ကုမ္ပဏီနှင့်ရွှေမိုးကချင်ရိုးရာပိုးတယ်ချီတဲ့မိသားစုတို့ကမမိုးမိုးဤ40နှစ်ပြည့်မွေးနေ့အမတ်တရကုသိုလ်အဖြစ်ကျေးဇူးတော်ရှင်ဗာမောက္ခချုပ်ဆရာတော်ဘုရားကြီးအားကံထချင်းသိက္ခာပရပူဇာအလူတော်မင်္ဂလာဆင်ရင်ကျင်းပ၍၎င်းအလူတော်မင်္ဂလာနှင့်ဆက်လျင်လျက်ပင်သံဃာတော်ရှင်သူမြတ်တို့အားသင်္ကန်းအစရှိသောလူပွဲဝတ္ထုအစုစုတို့ကိုလူတန်းခြင်းကျေးဇူးတော်ရှင်ဗာမောက္ခချုပ်ဆရာတော်ဘုရားကြီးအားကျမ်းမာရေးစေပရိသတ်ပင်တို့ကိုလူတန်းခြင်းစာကြဆရာတော်အရှင်သူမြတ်များနှင့်ကျောင်းတိုက်ရှိစာသင်သားသံဃာတော်အပါ240ကျော်တို့အားမွေရာနှင့်အခြားလူပဲဝတ္ထုအစုစုတို့ကိုလူတန်းခြင်းစာကြစာသင်သံဃာတော်အရှင်သူမြတ်များချမ်းသာလွယ်ကူစွာစာသင်စာကြပြုလုပ်နိုင်ရန်အတွက်ကျပ်သိန်း150ကျော်တန်ဖိုးရှိသောစာကြထိုင်ကုန်စပွဲတို့ကိုလူတန်းခြင်းအစရှိသောဒါနကောင်းမှုကုသိုလ်ကံစေရနာပခုတ်ကူမြို့တိရိယရဏလံဥကျော်နိုင်တော်စိန်မြင့်သာမောင်ထက်အောင်ကျော်သမိမတ်မေသင်းနိုင်ခိုင်ရွှေဝါထီဆိုင်မိသားစုတို့ကဓမ္မဒါယသာသနာစင်တာကျောင်းတိုင်း၌ပရိယပฏิပတ်200ကျိုးကုတ်အားထုတ်ရွှင်ပြော240ကျော်သောသံဃာတော်သီလရှင်ယောဂီသူတော်စင်တို့အား
အရုံစွမ်းနေစွမ်းတဏိတာအာဟာရတို့ကိုလူဒန်းစကချင်းတီဟုသောဒါနကောင်းမှုကုသိုလ်ကံစေရနာစောင့်တည်ကြရသောသီလကုသိုလ်ကံစေရနာပွားများအထောက်ကြရသောဘာဝနာကုသိုလ်ကံစေရနာတို့ကြောင့်မိမိတို့သည်အလိုမရှိအပ်မတောင်းတအပ်သောအနိဋ္ဌဘေဒံယမန်ခတ်သိမ့်ဘဝတိုင်းကလွန်ငြိမ်းကြကုန်သည်ဖြစ်၍ဆောင်ထိန်သီလဒါနစာကီပါရမီကုသိုလ်မငြင်းညိုပေဝဘဝတို့တို့နှင့်မဖို့နိဗ္ဗာန်ကိုရလွယ်ယူလွယ်မျက်မှောက်ပြုလွယ်နိုင်ကြသည်ဖြစ်ကြပါစေကဲငါးပါးသီလခံယူအောင်ဟန်ပန်းတီဆိုလိုက်ယမံဝဒာမိတံဝတိထနမောတတဗုဒ္ဓဝါတောအရဟတောသမ္မာသမ္ဗုဒ္ဓံသာဗုဒ္ဓံတရဏံကိသာမိဓမ္မံတရဏံကိသာမိသံဃံတရဏံကိသာမိဒုတိယံပိဗုဒ္ဓံတရဏံကိသာမိဒုတိယံပိဓမ္မံတရဏံကိသာမိဒုတိယံပိသံဃံတရဏံကိသာမိတတိယံပိဗုဒ္ဓံတရဏံကိသာမိတတိယံပိဓမ္မံတရဏံကိသာမိတတိယံပိသံဃံတရဏံကိသာမိတိတရဏဂမနံပရိပုံဏံပါဏာတိပါဒာဝေရမဏိသိက္ခာပရံသမာဓိယာမိအာဒိနာဒါနာဝေရမဏိသိက္ခာပရံသမာဓိယာမိကာမေတုမိစ္ဆာစာရာဝေရမဏိသိက္ခာပရံသမာဓိယာမိမုဒ္ဒဝါဒာဝေရမဏိသိက္ခာပရံသမာဓိယာမိသုရမေရိယမေဇပမဒဌာနာဝေရမဏိသိက္ခာပရံသမာဓိယာမိတိတရဏေနအပေပိจิတာစီပေတဘုရားတရားသံဃာတိဟုသောသရဏဂုံ3ရပ်နှင့်သဟတကဝပင်စင်ကသမဏဂတံအင်္ဂါ9ဓာန်နှင့်ပြည့်စုံသောကရုဓမ္မနေဆသီလံအမြဲမပြတ်အလေးအနက်ထားသောကရုဓမ္မနေဆသီလတော်မြတ်ကိုသာဓုကံရိုးရိုးသေးသေးလေးလေးစားစားကတ္တဝမပြောင်းမကြားရအောင်စောင့်တည်သမှုပြုကြကုန်သည်ဖြစ်၍တုံးမဲ့တင်သူတော်စင်အပေါင်းတို့သည်အပမဒေနဤယနေ့ယခုစောင့်တည်လိုက်သောငါးပါးသီလသည်ငါတို့ဤခါဟုပဲဆိုကဲ့သို့မြဲမြံစွာစောင့်တည်ကြရမှာပါရကားဟုသောတတိတရားဖြင့်တံပါဒေထကိုယ်စီကိုငါပြေဝလုံးခြုံဆောင်ထိန်နိုင်ကြစေကုန်လော
ရားမှုရှိသောတန်ဃာတော်အရှင်သူမြတ်တို့ထံမှပရိတရားတော်များနာယူကြည်ညိုကြမှာဖြစ်ပါတယ်။ကြွရောက်ချီးမြှောက်တော်မူပါသောဓမ္မသာယသာသနာစင်တာတိုက်အုပ်ဆရာတော်ဖရာတိုက်ကျက်ဆရာတော်ဖရာနှင့်တကွတန်ဃာတော်အရှင်သူမြတ်တို့ဖရာကြွရောက်လာကြသည့်ကံထက်ကုသိုလ်ရှင်များစွမ်းကုသိုလ်ရှင်များဓမ္မဘူဇာအလူရှင်များနှင့်အတူအပရိသတ်ပေါင်းသူတော်ကောင်းတို့ဘေးရန်ခတ်သိမ်းကင်းငြိမ်းကြစေခြင်းအလို့ငါ၎င်းကျက်သေးမင်္ဂလာဖျားဖျားတို့နှင့်ပြည့်စုံစေခြင်းငါ၎င်းပရိတရားတော်များရွတ်ပွားချီးမြှင့်တော်မူပါယံဖရာတပည့်တော်ခြေတော်အစုံဥခတ်၍ယိုသေးစွာလျှောက်ထားအပ်ပါသည်ဖရာယတနုဘဝတောယခာနေဝတန်တင်တိပိဒနာယံကြီးစေဝနုယုံဇံတော်ရတ္တိန်ဒီဝမတန္တိတောဒုက္ခံသူပတိသုတ်တောသာဘာပံကိဉ္စီနပတတိဧဝမတိကုဏုပေတံပရိဒံဓမ္မနာမဟိကရဏီယမတ္ထာကုသလေနာရှန္တာတန္တံပရံဘိသမိသာတေကောဥဇုသာသူဥဇုသာသူဝသောသတ္တမုဒ္ဒအနတ္တိမာနီတန္တုတကောသာသူဝရောသာအပဂိဇောသာတလေဥကဟုတ်တိနိဘကောသာအဘဂဘောကုလိသွာနန္နုဂိတောနာဇခုဒ္ဓမာစရိကိဉ္စီယေနဝိညုပရိဥပဝတိယောဒုခိနောဝါခိမိနောဟွန်တုသဗ္ဗတတ္တာဘွန်တုဒုခိတတ္တာယေကေစီပါဏဗုဒ္ဓတိတတဝါထဝရဝနဝသေတာဒီဃဝါယေဝမန္တာမိဇိမာဝရတကာနုကထုလာဒိဋ္ဌဝါယေဝအာဒိဋ္ဌာယေဝဒုရေဝတန္တိအဝိတုရေဘုဒ္ဓဝတံဘဝေတိဝါသဗ္ဗတတ္တာဘွန်တုဒုခိတတ္တာနာပရောပရဏိကုပ္ပေထနာတိမိညေထကထစီနာကံစီပြာရောတနာပတိကတိညာနေညမိညတဒုက္ခမိတ်စေယမာတာယထာနိယံဗုဒ္ဓမာယုတာဧကဗုဒ္ဓမနုရခေဧဝံပိတဗ္ဗဗုတိတုမာနတံဘဝယေအပရိမာဏံမိတိင်္စာတဗ္ဗလောကသမိန်မာနတံဘဝယေအပရိမာဏံဩဒံဒောသတိရိယင်္စာအာတံဘာရံအဝိရမတပတံဒိဋ္ဌံဇရဏိသိနောဝါတယနောယဝတတဝိတမိတ်တောပြမမေတံဝိဟာရမိဓမဟုဒိဋ္ဌိဇာနုပါကမ္မကာမေတုဝိနိယကေတံနာယိဇာဒုက္ခပါတိယဘုနာရေတိဣတိပိသောဘဂဝါအရဟံသမတံဗုဒ္ဓောဝိဇာစရဏတံပန္နောဒုက္ခတောလောကဝိတုအနုတ္တရောပုရိသဓမ္မတာရတိတထာဒေဝမနုဿာနံဗုဒ္ဓောဘဂဝါတဂတောဘဂဝတ္တဓမ္မောတန္တိဋ္ဌိကောအာဂါလိကောဧဟိပတိကောဩပနေယိကောပိစတံဝေရိတဘောဝိညုဟိသောပတိပန္နောဘဂဝတောသဝကတံကောဥဇောပတိပန္နောဘဂဝတောသဝကတံကောညာယပတိပန္နောဘဂဝတောသဝကတံကောသာမိစေပတိပန္နောဘဂဝတောသဝကတံကောယရိဒံသတ္တာယုဂာနိအထပုရိသပုဂ္ဂလာဧတာဘဂဝတောသဝကတံကောအာဟုနေယောဘာဟုနေယောတကိနေယောဣဇလိကရဏီယောအနုတရံဘုံညာခေတံလောကတာဧဝံဗုဒ္ဓံတရန္တာနံဓမ္မံတံကိဉ္စဘိက္ခဝောပယံဝါသံပိတတံဝါလောမဟံသောနာဟိတတိ
ယန္တုန်နိမိတ်တံဝမင်္ဂလင်္စာယောဇာမနာဘောတကုဏတတ္တောပံပေကဟောဒုတုပိနံအာကန္တံဗုဒ္ဓ ानु ဘာဝေနဝိနာသမင်တုယန္တုန်နိမိတ်တံဝမင်္ဂလင်္စာယောဇာမနာဘောတကုဏတတ္တောဗံဘေကဟောဒုတုပိနံအာကန္တံဓမ္မာ ानु ဘာဝေနဝိနာသမင်တုယန္တုန်နိမိတ်တံဝမင်္ဂလင်္စာယောဇာမနာဘောတကုဏတတ္တောပပေကဟောဒုတုပိနံအာကန္တံသံဃာ ानु ဘာဝေနဝိနာသမင်တုဘဝတုသဗ္ဗမင်္ဂလံရက္ခန္တုသဗ္ဗဒေဝတာသဗ္ဗဗုဒ္ဓ ानु ဘာဝေနတတဒုက္ခိဘွန်တုတေဘဝတုသဗ္ဗမင်္ဂလံရက္ခန္တုသဗ္ဗဒေဝတာသဗ္ဗဓမ္မာ ानु ဘာဝေနတတဒုက္ခိဘွန်တုတေဘဝတုသဗ္ဗမင်္ဂလံရက္ခန္တုသဗ္ဗဒေဝတာသဗ္ဗသံဃာ ानु ဘာဝေနတတဒုက္ခိဘွန်တုတေသာဓုသာ လူဒန်းမှုကိစ္စများဆောင်ရွက်ခွင့်ပြုတော်မူပါဖေဟာဆရာတော်ဘုရားကြီးထံအဆက်စွာလူဒန်းနိုင်ရန်အတွက်ဆရာတော်ဘုရားကြီးဤကပ္ပိယကာရကအဖြစ်ဥလဘောကဆောင်ရွက်ပေးပါရန်လေးစားစွာပန်ကြားအပ်ပါတယ်အလူရှင်မိသားစုများဖြစ်ကြပါသောမန္တလေးမြို့နေကိုမြဝင်းဦးမမိုးမိုးတာမောင်အပ်မှုပိုင်မိုးတမီမတ်မြမှုပိုင်မိုးအပ်မှုပိုင်ကြောက်မြတ်ကုမ္ပဏီနှင့်ရွှေမိုးကချင်ရိုးရာပိုးတယ်ချီတဲ့မိသားစုတို့ကမမိုးမိုးဤ40နှစ်ပြည့်မွေးနေ့အမတ်တရကုသိုလ်အဖြစ်ဖြင့်ကျေးဇူးတော်ရှင်ဗမာခါချုပ်ဆရာတော်ဘုရားကြီးအားကျမ်းမာရေးဆေးလူတော်ငွေကျပ်သိန်း150လှူဒန်းပေးပါရန်ပန်ကြားအပ်ပါတယ်အလူရှင်မိသားစုတို့ကတိုက်အုပ်ဆရာတော်ဘုရားအားပစ္စည်းအစုံသင်္ကန်းနှင့်နဝကမ္မ10သိန်းကျပ်တိုက်ကျက်ဆရာတော်ဘုရားအားသင်္ကန်းပစ္စည်းအစုံနှင့်အတူနဝကမ္မ10သိန်းကျပ်စာချဆရာတော်ရှင်သူမြတ်8ပါးတို့အားသင်္ကန်းပစ္စည်းအစုံနှင့်အတူနဝကမ္မ9သိန်းကျပ်စီဓမ္မဒါယသာသနာစန္ဒကျောင်း၌တန်ဃာတော်ရှင်သူမြတ်များစာတင်စာချပြုလုပ်နိုင်ရန်အတွက်တန်မိုးငွေ153သိန်း6တောင်းကျပ်ရှိထိုင်ကုန်အလုံး60စပွဲ21လုံးကျောင်းတိုက်စာတင်သာစာချစာတင်တန်ဃာတော်အပါ240တို့အားငွေရာခေါင်းအုံစသောလှူပွဲပစ္စည်းအစုံတို့ကိုလှူဒန်းပါတယ်သာဓုအနုမောဒနာခေါ်ဆိုကြပါခမညာဆက်လက်ပြီးခင်ဦးမြို့နေဦးဇော်ဝင်းဒေါ်မွန်ဇော်မွန်အောင်မုတ်ဒီလုပ်ငန်းမိသားစုတို့ကကျေးဇူးတော်ရှင်ဗမာခါချုပ်ဆရာတော်ဘုရားကြီးအားဓမ္မပူဇာကျပ်သိန်း30လှူဒန်းပေးပါရန်ပန်ကြားအပ်ပါတယ်ဆက်လက်ပြီးဦးကျော်ထေးဒေါ်ရင်ထွန်းတာမောင်ဆိုင်ဝနကျော်ထေးစင်တိုင်းရင်ကြောင့်မြတ်ရတနာကုမ္ပဏီမိသားစုတို့ကကျေးဇူးတော်ရှင်ဗမာခါချုပ်ဆရာတော်ဘုရားကြီးအားဓမ္မပူဇာ10သိန်းကျပ်စက္ကပ်လှူဒန်းပေးပါရန်ပန်ကြားအပ်ပါတယ်ဆက်လက်ပြီးဦးဆန်းဦးဒေါ်တင်းတင်းရီမိသားစုတို့ကကျေးဇူးတော်ရှင်ဗမာခါချုပ်ဆရာတော်ဘုရားကြီးအားဓမ္မပူဇာ10သိန်းကျပ်စက္ကပ်လှူဒန်းပေးပါရန်ပန်ကြားအပ်ပါတယ်ဆက်လက်ပြီးဆရာတော်ဦးဝီနီယာအားအမှုထား၍အိန္ဒိယနိုင်ငံစူပါတီတက္ကသိုလ်ပါမောက္ခ
ဒေါက်တာစောထွတ်စန္ဒာမိသားစုတို့ကကျေးဇူးတော်ရှင်ပါမခချုပ်ဆရာတော်ဘုရားကြီးအားဓမ္မပူဇာ10 သိန်းကျပ်ဆက်ကပ်လှူဒန်းပေးပါရန်ပန်ကြားအပ်ပါတယ်ဆက်လက်ပြီးကိုဝေယံမတ်အီအီချိုမိသားစုတို့ကကျေးဇူးတော်ရှင်ပါမခချုပ်ဆရာတော်ဘုရားကြီးအားဓမ္မပူဇာ10 သိန်းကျပ်ဆက်ကပ်လှူဒန်းပေးပါရန်ပန်ကြားအပ်ပါတယ်ယနေ့ဓမ္မဒါယသာသနာစင်တာကျောင်း၌တနေ့တာစွမ်းကုသိုလ်ရှင်မိသားစုများဖြစ်ကြပါသောပခုတ်ကူမြို့တိရိယရဏလန်းနေဥကျော်နိုင်တော်စိန်မြင့်တာမောင်ထက်အောင်ကျော်တမီမတ်မေတင်းနိုင်ခိုင်ရွှေဝါထီဆိုင်မိသားစုတို့ကကျေးဇူးတော်ရှင်ပါမောက္ခချုပ်ဆရာတော်ဘုရားကြီးအားဓမ္မပူဇာ10 သိန်းကျပ်နှင့်အတူယနေ့နံနက်ခင်းကြွားရောက်လာကြသည့်ဧပရိသတ်ပေါင်းသူတော်ကောင်းတို့၏အများပေါင်းစုလူဒန်းသည့်ဓမ္မပူဇာတို့အားတနေ့တာစွမ်းအလူရှင်ခိုင်ရွှေဝါထီဆိုင်မိသားစုတို့ကလူဒန်းပေးပါရန်ပန်ကြားအပ်ပါတယ်ကျေးဇူးရှင်ဆရာတော်ဘုရားဆရာတော်ဘုရားကြီးမွတ်ကြားချီးမြှင့်တော်မူမည်အနုမောဒနာဩဝါဒတရားနာယူကြည်ညိုကြပြီးယနေ့လူဒန်းမှုအစုစုတို့ကိုရေဇက်သွန်းချအမြပေးဝေလိုကြသည်ဖြစ်ပါ၍အနုမောဒနာဩဝါဒတရားနှင့်ရေဇက်ချတရားဟောကြားချီးမြှင့်ဆုံးမတော်မူပါယံဘုရားတပည့်တော်ခြေတော်အစုံဥခိုက်၍ရိုသေစွာလျှောက်ထားအပ်ပါသည်ဘုရားတော့ရရှစ်ဆက်ကုနေအတဘဝဆိုလာစတဲ့ရဲ့2016ခုနှစ်ဆောလာ26ရဲ့ပန်းတဲ့ဒေသကြီးမြို့နယ်အောင်ချသာရွာဘာသာရစေတာကြောင်းတိုင်းတပဝိဇ္ဇာတပရုပ်ကြောင့်တော့အတွင်းစေဒီမှာပြလို့အပ်သည်အန္တလေးမြို့ကိုမြဝင်းဦးအမုံဘုတာမောအမှုပိုင်ဘုတပိမပြမှုပိုင်ဘုအမှုပိုင်ဘုကြောင့်ပြေကုမ္ပဏီနဲ့ရွှေဘုကချေရိုးရဘုဒီချဲဒီချီဒီတော့ငါပိုင်ရှိပိတာစုကအမုံဘု40ပြည့်တဲ့ပွေးနေပတရားကုသိုလ်ပြည့်ဘဝကရစရာတော်ကြီးအားကတ္တချေသိက္ခာပရပူဇာလူတော်မင်္ဂလာကျက်ပါစေဘကောကုပြုတိရလာလာဥကြောနိုင်တော်စိတ်ဖြင့်သာပေါတဲ့အောင်ကျော်တပိပပိတဲ့နိုင်ခိုင်စေဝတိဇာမိသားစုတို့ကတတိတာစံစကတူတဲ့ညစေကြလူတော်မင်္ဂလာကျက်ပါစေလူတော်မင်္ဂလာနေရပေါင်းစား၍စေကြပါပြလို့အတိကုသိုလ်မင်္ဂလာကန္တာ၌ဟောကြားတော်နုမောဒနာနဲ့ဩဝါဒတရားဘုရားဝလာဝေတို့ဘုရားစွာဘုရားကနေစေဘဝပါဘယ်လိုနေရမယ်ဆိုတာဘယ်လိုနေတဲ့လဲဆိုတာဆုံးမတာရှိသလားရှိပါတယ်တချို့ပါလာလေကြတော့တနေ့ပါဘုရားဗတဲ့ချိန်ရှိကိုရမယ်ပါတော့ရမယ်တနေ့တွေနေတိုင်းအားကြောင့်တော့ရမယ်ဆိုတဲ့ကတ္တပုမျိုးတွေအညုပုမျိုးတွေရှိတယ်ကောဘုရားဘာသာတော့အဲ့လိုရှိလာတယ်အဲ့လိုကတ္တပြီးတော့အရမရှိဘုရားဘာသာတော့လူတိုင်းအတွက်ဒု
လုံးတွေ့ပဲဘာသာဝင်ရတော့ပေါ့အလုံးဟာအဲ့ဒီလမ်းညွှန်ချက်အတိုင်းဒီတိုင်းတော့ပဲဆိုအကျိုးရှိဒီတိုင်းရောက်တယ်ဒါကြောင့်လူတွေအပဲဆိုတာဘယ်မှာပြတာလဲအာနမမေကြီးရဲ့ပေကိုမှုပြေးတဲ့အခါကျတော့စပြာကပေကိုစီလို့ပြေးတဲ့အခါမှာတော့ကိုယ်စိတ်တွေကိုအခုတို့ကငယ်လေးကိုတို့ပြီးဝါနေနေလေးချောမျိုးဩကြတာရှိတယ်ဒီကနေ့ကတော့စရဏတရားဆိုပြီးတော့အစပြဩတာရှိတယ်အဲ့ဒါပုံကြီးဖြစ်ဖြစ်လူဝကြောင်ပဲဖြစ်ဖြစ်သိတာစေပဲဖြစ်ဖြစ်အကျိုးရှိအောင်တည်းဘယ်လိုမျိုးပဲဖြစ်ဖြစ်ဘာသာတရားနဲ့လည်းမဆိုင်ဘူးလူမျိုးနဲ့လည်းမဆိုင်ဘူးအလုံးတဲ့နေတိုင်းနေဟောတာဖြစ်တယ်သူလုံးတဲ့သူအကျိုးရှိပါကောက်တဲ့လုံးဆိုတာလူမျိုးနဲ့လည်းမဆိုင်ဘူးသာတရားနဲ့လည်းမဆိုင်ဘူးမြို့သားမြို့သမီးဆိုတာနဲ့လည်းမဆိုင်ဘူးအလုံးတဲ့ပဲဘယ်သူပဲလုံးတော့ဥပမာမယ်လူအလုံးတဲ့ရှင်းရှင်းလေးဥပမာတွေ့ရရင်သူစားချိုးပါပဲတော့ကရှိနေတဲ့လူတော့ပြောတတ်ဘယ်ကလေးလူဆိုဘသူစားတညာချိုးတာပဲဘယ်ကတော့ဘုရားဘာသာဖို့ဘယ်ကတော့ဘာဘာသာဝယ်ဖို့တညာကဒီလူကြီးပြမချိုးဘူးလို့မရှိအလုံးတွေချိုးပါပဲဒီဆိုရလေသူပဲတန်ရှင်းကိုကတော့ကြည်ကိုစိတ်ကြောမဲ့ဆိုရင်တန်ရှင်းပါမျိုးတယ်လည်းမဆိုင်အသာတရားလည်းမဆိုင်စဉ်းစားကြည့်ဖို့ပေါ့မိဆိုတာလေအသာတရားရောလူမျိုးရောမျိုးသားမျိုးသမီးရောလူကိုင်ပူမှာပဲဒီလူတော့အေးတယ်ဟိုလူတော့ပူတယ်လို့မရှိဘူးဒီတိုင်းပဲအစပြရဲ့လာကြောကဘုရားဘာသာဝင်နေတာဒီလိုနေရပဲတရားဘာသာဝင်နေမနေရဘူးလို့ဒီလိုပြောတာမဟုတ်လူမရဲ့လူပဲဖြစ်အခုတိုင်းနေအကျိုးရှိပါပဲအဲ့ဒါတိတ်အရေးကြီးတဲ့ကိစ္စတဲ့ကိုရွေးချယ်ရကိုရွေးချယ်ပြီးတော့ကိုလောက်ရမှာအဲ့ဒါလောက်ဖို့အတွက်ကိုပါအေးချဲနေပါလေရှိတယ်ရှိလိုက်တယ်ပါလေရှိရပါလေအဲ့ဒါတော့လို့တယ်လူမျိုးမလို့ဘာသာမလို့ကိုယ်တာမျိုးတပီမလို့အတူပဲဖြစ်လောက်တကူလောက်တော့ပဲဆိုရင်တို့အကျကိုတမျိုးရှိတယ်ငါမျိုးရှိတယ်နော်တို့အကျငါမျိုးရှိတယ်အဲ့ဒီငါမျိုးပါတော့နံပါတ်1ကိုလို့တဲ့လောက်ပေါ်ပါယုံကြည်ချက်ရှိရမယ်ယုံကြည်လို့လောက်တာပြရမယ်နံပါတ်2က
လုံးပါစိတ်ပွားကြတာပဲဖြစ်ပါပြီယုံကြည်မှုကြီးရမယ်ဒီအလုံးနဲ့ငါကြည်ပွားနိုင်တယ်လို့ယုံကြည်မှုရှိရကျမကြီးလှုပ်လောက်ရမယ်မကျမကြီးလည်းမအောင်နိုင်တော့တကူကစိတ်တကယူဖြစ်ယူတာပြောင်းပဖို့လို့လေဘာပြေပါယူတာရဲဆိုတော့တတိအားရဲဒီပဲယူတာရဲว่าယူတာရဲဒီပဲကဒီတိုင်းလက်ကတာမရှိပဲနဲ့လက်ကတာမဟုတ်ဘယ်ယူတာရဲလူကမရှိတာရှိလို့တယ်ရှိတာမရှိတာယူတာရဲဆိုတာရှိကိုရှိတိုင်းမရှိတာမရှိတဲ့တိုင်းပွင့်လိုက်တဲ့ယူတာရဲဒါလည်းလိုအပ်တယ်နောက်တစ်ခုကကြိုးစားဖို့လိုတယ်မကြိုးစားရတော့ဘာတကူမရပါဘူးစားရနောက်တစ်ခုကလုံလောက်တဲ့အသိပညာရှိရမယ်အဲ့ဒီငါကူမှတ်တာဘူးဘာတော့စိတ်ပွားစားတယ်ဒီချက်တွေရေးဖို့လိုတယ်တရားအထုတ်ရတဲ့ဒီချက်တွေလိုအပ်တယ်ပညာသိတဲ့ဒီချက်တွေပဲလိုအပ်တယ်ဘယ်ပုဂ္ဂိုလ်ပဲဖြစ်ဘာပညာသိဘာတော့လို့ဒီငါမျိုးရှိကိုရှိရအဲ့ဒါကအမြင်နိုင်တော့ပြောတာအဲ့ဒါတွေဘာမှရေးမကြည့်ဘူးနော်ပတ်ပြီးတယ်နော်ယုံကြည်ရကျမ်းမာရမယ်ယုံသားရမယ်ကျိုးစားရရရှိရရှိရရမရှိမရတာအသိပညာဆိုတာလုပ်ငန်းနဲ့သက်ဆိုင်တဲ့အသိပညာအဲ့ဒါရှိရရာကိုကမ္မတာတော့တဲ့ပုဂ္ဂိုလ်တွေအတွက်ကြတော့ပဒာတိရကတရား၅ပါးလို့ကျောင်းသားတွေအတွက်ပြည့်တတ်ခြင်းကျောင်း၅ပါးကုန်တဲ့ပွဲသားတွေအတွက်စိတ်ပွားပြည့်ခြင်းကျောင်း၅ပါးအလုံးတွေပဲဒါလောကလုံးတဲ့ပုဂ္ဂိုလ်တွေအတွက်လုပ်ငန်းအောင်မြင်ခြင်းအကြောင်းကားမျိုးစေတကြည်နေကဘာဘာချာတာနေတဲ့လူတွေဟာဒီချက်တွေနဲ့မကိုက်ဘူးလားကိုက်တယ်နော်သူတို့လုံးနေတာဒီတိုင်းပဲသူတို့ဘာယုံကြည်ချက်ကြီးကြတယ်ကြမ်းပါတယ်ယူသားတယ်ကြိုးစားတယ်လုံလောက်တဲ့အသိပညာရှိတယ်ဒါပဲလေအဲ့တော့ညလိုပဲဘသူတွေပဲပြည့်ချိုးပါပဲအတော့လည်းလိုအပ်ချက်ပဲဒါဆိုရင်ပြည့်စုံသွားပြီအဲ့တော့ပြည့်စုံသွားတော့ဘဝမှာအကောင်းဆုံးဘလို့နေမလဲနေရမယ်ဆိုတာလေးမျိုးတွေပဲဘယ်လိုနေမလဲကိုပဲစုပ်ပြပြီးတော့နေစဉ်တိုင်းဒီတိုင်းနဲ့အောင်ကျိုးစားဖို့နံပါတ်1ကကိုကျင်သေးလားကောင်းရမယ်ဒါတော့လုံတဲ့အခါမှာတောက်ကစားတွေပါယူကြတယ်ပေါ့လားစာရိတ်တာကောင်းမကောင်းဆိုတာကိုကျင်ပဲကိုကျင်သေးလားကောင်းဖို့အပတ်တွေကကိုပြည်စုံတဲ့ကိုကျင်သေးလားအဲ့ဒါပဲအဓိကတော့ငါးပါးအဝတိလာ
ရှင်ပြီးတော့သူများကိုသက်ရှင်ခွင့်မပေးဘူးဆိုတာဒီလူကမတရားတဲ့လူပဲပြေပေါ်ရောက်နေတဲ့လူတိုင်းသက်ရှင်ခွင့်ရှိရမယ်အဲ့တော့ငါတော့သက်ရှင်ပဲဘယ်တော့မရှင်ရဘူးဆိုပြီးတော့သက်ရှင်ခွင့်မပေးတာကိုကြိုးစားတဲ့ပဲဆိုဝါဆုံးပဲဒါကြောင့်မို့အဲ့ဒီအစားပြီးတော့ပါဒတိပါဒဝေရမတိသိက္ခာပရဒါစောင့်နေဟုတ်တယ်မလားအဲ့ဒါလို့အသက်ရှင်ဖို့အတွက်ပါလို့အတော့အသက်ရှင်ုံနဲ့ပြီးလားမပြီးသေးဘူးစာဝတ္တိပြည့်စုံဖို့လို့တယ်မစေဥစ္စာရှိဖို့လို့တယ်ဒါကြောင့်မို့ဒုတိယအသက်လို့ပြောတယ်သူများပစ္စည်းကိုမတရားယူတာမျိုးဒါလည်းသိတဲ့ပဲရှိတာဆက်ဆက်တယ်ဒုတိယအနေနဲ့သက်ရှင်ဖို့အတွက်ကြီးမာတဲ့ကွယ်လန်တကူပေးလိုက်သူစီပါဥစ္စာမပြည့်စည်ရဘူးတတိယကြတော့ဂုဏ်သိက္ခာဒုတိယဟာအသက်လည်းရှင်တဲ့စီပါဥစ္စာလည်းရှိတယ်ဘယ်ဘက်တို့ဂုဏ်သိက္ခာပြတ်ဂုဏ်သိက္ခာတိကိုက်သွားပြီအလူတန်တဲ့တို့လို့မရတော့တတိယသက်လို့ပြောလို့ရအဲ့ဒါကိုမေသူပိစ္ဆာစောင့်ကြည့်မှုနဲ့လိုက်တာတော့တကစလုံးတာကြတော့လူတယောက်ကိုပြေးကြရအောင်လုပ်တာဘိုးမတရားလိုက်ပြီးတော့ပြောတယ်မကိုပဲနဲ့ကိုတယ်မတော့ပဲနဲ့လူလုံးပါတယ်ဆွဲပြောဆိုလိုက်အဲ့ဒီလူဟာအသက်လည်းဒီကြိုက်တဲ့စီပါဥစ္စာလည်းဒီကြိုက်တဲ့ကိုယ်သိက္ခာဒီကြိုက်တဲ့သုံးမျိုးလုံးကိုဒီကြိုက်တော့ပထမအသက်ဒုတိယအသက်တတိယအသက်သုံးမျိုးလုံးကိုတုံးမြတ်နဲ့ပြတ်လိုက်တယ်လို့ပဲတစ်ချက်နဲ့သွားဘလောက်အရေးကြီးတော့စဉ်းစားကြည့်လိုက်နော်လူတယောက်ရှင်းသဖို့အတွက်တုံးမြတ်လောက်ဆိုတဲ့ဘုဒ္ဓဝါဒအဲ့ဒါပြောတာသူများဒီကအောင်ပြောတဲ့ဘုဒ္ဓဝါဒအဲ့ဒါကိုစာပေကျမ်းကမှာအတ္တပိစဒကဘုဒ္ဓဝါဒအတ္တကျိုးစီးပွားကိုပိစဒကကျိုးပြတဲ့လူတယောက်ကိုအညွန့်ကျိုးလိုက်တာလူတယောက်ရဲ့အညွန့်ကိုကျိုးပြလိုက်တယ်အဲ့ဒီဘုဒ္ဓကိုရှိနောက်တကဘူးရဲ့ဇေဝဆိုတာလူလောကပါမူရနေတဲ့ပုဂ္ဂိုလ်ကိုကောင်းကျိုးလည်းမလုပ်နိုင်ဘူးသူများကောင်းကျိုးလည်းမလုပ်နိုင်ဘူးဆိုင်ကုန်မြေလေးဆိုတဲ့ဆေးရောက်တာဆိုင်ကုန်မြေလေးရုံနဲ့မကောက်ပြေပေါ်ရှိတာလိုက်ကိုနေပို့ဆိုဒုက္ခတွေပြုစုအဲ့တော့ငါးပါးသီလလူတွေကျန်စွာနေတိုင်းဖို့အတွက်အရေးမကြီးဘူးလားကြီးရပေါ့နော်စัจ java ရိမင်းနေအောက်ကျတဲ့အခါပါဥရိမမလို့စัจ java ရိမင်းသူကပါတဲ့သူဟောရပေတယ်ပါတော်တာတဘောသူပြတဲ့ဗတကြတဲ့ဒါတကူအဒိဏတတိတပသူပြဥစ္စာတွေပတရားပြုကြတယ်ကမေတုပိစ္ဆာတာစရိတပအိမ်နိုင်ရေပုံပြပေါက်ပြမှုတွေမလုပ်ကြနဲ့တူတူသစ္စာရှိပါနော်မုသာနဝတိတပ
တိတ်မပြောပါနဲ့သူများဒုက္ခရောက်ပြောပါနဲ့မစ္စပါနာနာတပရဲ့ဒီမတော့ဘာလို့မတော့တယ်လို့ပြောတာတော့မူရနေတယ်လူတယောက်အကောင်းဆုံးကြောက်ကြမသိတော့မလားအဲ့ဒါကြောင့်ဒီကနောက်တစ်ခုကကျမရဲ့ဒီကကျမရဲ့တကြွပြောတယ်နိုင်ငံခြားရဲ့ဘုဒ္ဓနာတော့ဘာမဖြစ်ဘူးဟောပါသိတော့မသိဒါပဲပဲလို့အရဲ့မြတ်တော့အားရဲ့အတွေ့ကိုယူစားရအကြောင်းကိုတတ်တယ်ဒါထိခိုက်တာပဲလေပုံမှန်မဟုတ်တော့အရဲ့ကြောင့်တွေ့တာခေါ်ရတယ်လာကြောင့်လေးလွယ်ခေါ်တယ်အဲ့ဒီလာကြောင့်လွယ်ခေါ်တာဘူးတချို့ကလည်းစိတ်ကူးကောင်းတယ်တည်ပြီးတော့လေးတောက်ပြီးပါစားလေးရေးပို့တွတ်တယ်အသွက်ရှာသွက်လက်သွက်အကုန်သွက်ကုန်တော့ပတ်သွက်ရပဲတရားလေးလက်သွက်ကုန်အဲ့တော့ကောင်းတယ်သူကောင်းကနဲ့စိုးကပြဘလို့တဲ့မပေါ့ဒါကြောင့်ဘုနောက်ပတ်တက်ကပါတော့သီလကိုကျင့်ခေါ်ရမယ်ဒါဘဝရဲ့လိုအပ်ချက်ပဲဒုတိယကဘာလို့အောင်အဲ့ဒီသီလကိုတိတ်နိုင်ဖို့အတွက်တတိရှိရမယ်အမြဲတမ်းတတိနဲ့လည်းလိုအပ်တယ်တတိနဲ့နောက်တစ်ခုကကျမ်းမာဖို့အတွက်လူစရာကျမ်းမာဖို့ပညာတတ်ဖို့ဘာဘောအရောချပ်ဘာလာဘာအရောချပ်ကျမ်းမာကြအကောင်းဆုံးလက်ပဲမကျမ်းမာရင်အစရှိလေဘာလို့လုပ်ပြရတော့ဒါကြောင့်ကျမ်းမာဖို့အတွက်ဒီကပါစာစစ်ဘလို့တယ်စာလူရဲ့ကဏ္ဍကိုကျမ်းမာမှုအဒီကဖြစ်စေမစားတဲ့နဲ့စာလူတွေယောဂတွေဖြစ်ကုန်အဒီကယောဂဖြစ်တာဥဒုနဲ့အာရအဒီကပဲအဲ့ဒါလူတွေကကန်သွားချမယ်အတိတ်ကံကိုသွားမချနဲ့အဲ့တော့ကျမ်းပါကျဲလားကျမ်းပါကျဲဥဒုနဲ့အာရအကောင်းဆုံးပြောင်းစာပတဲရာမစားနဲ့တဲရာတော့တိုင်းတာတခုနဲ့စားအလိုဘုံတဲ့ကြိုက်စားဝတ်တော်ကြီးတွေပြေဝိချတဲ့စိတ်တွေတို့ယောဂတမျိုးတို့ပြဟုတ်လားတကယ်တော့ယောဂရောက်တတ်တယ်အဲ့ဒါသတိထားကြဝတ်တော်ကပိန်ခြင်းမြန်ပိန်တဲ့လူကဝါခြင်းမြန်နေပါစေပိန်လေးပဲနေလိုက်ဝါရင်တော့သိပွားစေတယ်ပေါ့အဲ့တော့အစားတော့နေတိုင်းသိကြည့်တာပေါ့စားတဲ့အခါမှာပညာနဲ့စားအတညတော့လို့ပြောတယ်မဟုတ်လားသိရပါဒီစားလို့ရှိရင်ပါယောဂဖြစ်တတ်တယ်ကျမကြီးကောင်းတယ်မကောင်းဘူးတိုက်တဲ့တော့သိရမှာသိပြီးတော့ကိုယ်တည်းမတည်းဘူးဆိုရှောက်ပါတဲ့ဆိုရဲစားလေအလောကြောင့်မစားပါလူမနဲ့ကိုကြီးမသိလို့လောက်တာရဲ့မရှောက်တိုင်းလို့လောက်တာရဲ့နဲ့ကိုကြီးတဲ့လားဘာတော့မသိလို့လောက်တာဟုတ်ပြီနောက်ကြတော့သိပြီပဲလို့မရှောက်တိုင်းလို့လောက်တာ
အဲ့ဒါကိုပြောတာမူလတရားဆိုတဲ့အဝိဇ္ဇာနဲ့တဏှာဆိုတာအဲ့ဒါပြောတာမသိလို့ရင်အဝိဇ္ဇာကြောင့်လို့တာသိရတဲ့လို့ရင်တဏှာကြောင့်ဒါကြောင့်မတိစ္ဆသမုပ္ပါပါလဲမူလတရားအဝိဇ္ဇာနဲ့တဏှာဘဝမှာလည်းပဲမူလတရားအဝိဇ္ဇာနဲ့တဏှာပဲမသိလို့တော့ကအဝိဇ္ဇာသိရတဲ့ဆိုလို့နေတာကြတော့တဏှာတကူစလောမကောင်းတာတွေရွေးဖြစ်တယ်အဲ့ဒီနဲ့ကိုပညာနဲ့တိတ်ကြရပဲပညာနဲ့တိတ်ကြရမသိလို့လောက်တာဆိုမရှိပြန်ကြိုက်လို့လောက်တာကိုလည်းပညာနဲ့ဒါမင်းနဲ့မတည့်ဘူးဆိုရင်ရှောက်လိုက်ရပြန်အဲ့ဒါကြောင့်ဒီနဲ့ကိုလည်းပဲကြောက်ဒါတော့ဆိုကြဖြစ်ပေါ်တတ်တယ်သိသွားပြီဆိုကြပေးလိမ့်မယ်တဏှာကြတော့မင်းလုပ်ပြီးဒါတွေကာယမလိုက်ပဲကာယမကြောက်ပြီးတော့ရှောက်လိုက်ရှောက်မှုကိစ္စပြီးသွားပြန်ဒါကြောင့်လို့ပညာနဲ့နေပါလို့ပြောတာနောက်တစ်ခုကကိုနိုးကြနေတိုင်းနိုးကြတယ်ဆိုတာပဲအဲ့ဒါပြောတာမဟုတ်တော့အိမ်မပြောတဲ့လူတွေကိုနိုးကြတယ်လို့ပြောမင်းနဲ့နိုးကြတယ်ဆိုတဲ့အဓိပ္ပာယ်ကဘာလို့ရပဲဘာလို့ရဘူးပေါ်မှာအပြည့်တဲ့တတိရှိနေတာကိုပြောတာနိုးကြတယ်ဆိုတဲ့အဓိပ္ပာယ်ကဟုတ်လားအိမ်မပြောလို့နိုးကြတာပြောတာမဟုတ်ဘူးကိုဘွားကိုအမြဲတမ်းစောင့်ကြည့်နေရငါမလောဘသလားဒေါသတွေများသလားတတိကိုဘယ်လိုချိန်ကုန်မလဲစောင့်ကြည့်ပြီးဒေါသတွေများအောင်လို့ဒေါသတွေကြီးနေမကြောက်တော့ကိုအကောင်းဆုံးပြောင်းပြင်တော့ပြင်ပါလေအပြင်မှတ်နဲ့ကြည့်ပြီးတော့မျက်နှာလေးပဲစိတ်မပြည့်တဲ့အခါကျတော့စူပုတ်နေတဲ့ရုပ်ကြည့်ပြည့်တယ်စိတ်မပြည့်တဲ့စူပုတ်နေမှာညလားစိတ်ပြင်းမှစူပုတ်တာပြောက်ပါစိတ်မပြည့်တဲ့စူပုတ်နေတဲ့ရုပ်ကြည့်တဲ့ဘသူကနေပြီးတော့ဆက်စပ်ပါတော့ဟုတ်တယ်အဲ့ဒါကြောင့်အဒီကကိုရဲ့တဲ့အပြော့ဆိုအပြူအမှုအဒီတိုင်းစိတ်တော်ရာတွေကိုအကောင်းဆုံးပြောင်းပြရမယ်ပြန်မှဝိရိယကြိုးစားပြီးတော့ပြန်အဲ့ဒါစရိယတရား၄ပါးပဲဘုရားဘာသာဝတ်တယ်ဖြစ်စေဘယ်လူမျိုးပဲဖြစ်စေအဲ့ဒီတိုင်းနေဘဝမှာကောင်းကျိုးချက်အသေးကြတယ်မမိတယ်နော်နံပါတ်1ကိုကျင့်တရားကောင်းရမယ်နံပါတ်2တတိနဲ့နေရမယ်နံပါတ်4ပညာနဲ့စားရမယ်နံပါတ်5ကိုအကောင်းဆုံးနိုးကြတတိတာပြုပြရမယ်အဲ့ဒါကိုပါဠိဘာသာနဲ့ပြောတော့လူတွေကောင်းတာမလဲလို့အပါလို့ရှင်းပြတာပါဠိတို့ပြောရင်သီလကတော့သီလပဲသီလအဲ့ဒီသူကုဋ္ဌဒွါရတာဩဇတိပတ္တိယုတာသာဂရိယဒုယောကောအဲ့ဒါဘယ်ရောအဲ့တိုင်းရောအဲ့တိုင်းဒီကိုဘွားဘယ်တော့မကောင်းတယ်ကုသိုလ်ဆိုတာအရိယာရတာပဲဖြစ်တယ်နော်ဒါကြောင့်ဘုရားဘာသာဖြစ်တဲ့အချိန်မှာဘုရားဘာတွေဟောခဲ့တယ်လေတို့ရောဘာတွေလောက်ရမှာလဲဒါတွေကိုမေးလျော်ပနေပဲတ
ပုံညာအိဗာဒတပစ္စယောအောတတရားတွေတို့သည်မြတ်ဗုဒ္ဓဤဆုံးမနဲ့ဤကုသိုလ်ကောင်းမှုကိုလူလာကြပါတော့ကြောင့်တရတကိုသီလကိုစောင့်တည်ကြပြည့်လင့်တရားဓမ္မကိုနာယူကြပါကုန်၏ငါတပိရေကရာတို့ကိုလူတံပြည့်လင့်ကတ္တချင်းဧကဗရာပူဇာလူတော်မင်္ဂလာကိုပြုလုပ်ကြပါကုန်၏ကံဆောင်ငါတော်တို့အားအတ္တဒါနအောင်လူကြပါကုန်၏ကုသိုလ်မင်္ဂလာကံနာတို့အရောက်တော်ပူဇာ၍ပရိတယအနုမောဒနာတရားတို့ကိုဟောကြားတော်ပူဇာသောသံဃာတော်ရှင်မြတ်တို့အားသင်္ဃာစာရှိသောသုံးဆောင်စီပြုစုံတို့ကိုလူဓမ္မကိုဤဝတ္ထုငွေတို့မှရပေါ်လာသောစီလေးပါတို့ကိုလူဓမ္မကိုဤပုဂ္ဂလဝိသေသပုဂ္ဂိုလ်တုအသနာလောက်ကိုအတုတ်နေကြသောတိုက်ဟုတ်တိုက်ချစာကြဆရာတော်ရှင်သမြတ်တို့အားအတူအားဖြင့်ပူဇော်လူဓမ္မကိုဤအရိယတိအလုံးကိုသိယူအတုတ်၍အေကြကုန်သောသတိယံသာဝတိသူတော်စင်တို့မွေရဆောင်အသာရှိသောဓမ္မဝတ္ထုတို့ကိုလူဓမ္မကိုဆွမ်းကဲဝဲအာရတို့ကိုလူဓမ္မကိုကြပါyeစေဝါလူလူဓမ္မတရားတော်ကိုပူဇော်သောအဖြစ်ဓမ္မပူဇာကုသိုလ်မင်္ဂလာကိုပြုလုပ်ကြပါကုန်၏အကဲပွဲအာရတို့ကိုလူဓမ္မကိုအနေယခုအတုပ်ပြုလို့ရသောဤကောင်းမှုဤကုသိုလ်စုတုသည်နိဗ္ဗာန်ချမ်းသာ၏ကြောင့်တော့ပတ်ပါစေတည်းဤကောင်းမှု၏ဘိုးဘာကကိုအမိအဘဘိုးဆွေမျိုးညာတိတို့အားကုသိုလ်အမြတ်ဝေငါပါကုန်၏သာသနာတော်ရောက်တတ်လောကတို့အားကုသိုလ်အမြတ်ဝေငါပါကုန်၏31ပုဒ်ကျင့်ဤကုန်သောလုံးစုံများစွာတတ္တဝါတို့သည်ကုသိုလ်အမြတ်ကိုယ်စီရာကြပြည့်ကိုယ်စိတ်နှပြချမ်းသာကြသည်ပြကြပါစေကုန်သတည်း
ကြွရောက်ချီးမြှောက်တော်မူပါသောကျေးဇူးတော်ရှင်ပမောက္ခချုပ်ဆရာတော်ဘုရားကြီးနှင့်တကွတန်ဃာတော်အရှင်သူမြတ်များသီလရှင်ဆရာကြီးဆရာလေးများဧပရိသတ်ပေါင်းသူတော်ကောင်းတို့ခမညာယနေ့နန္ဒခင်ဆင်ရင်ကျင်းပပြုလုပ်အပ်သည့်အခမ်းအနားကိုဗုဒ္ဓသာသနာစေတံတိတ်တု3ကြိမ်ရွတ်ဆိုပြီးအောင်မြင်စွာပြီးမြောက်ကြမှာဖြစ်ပါတယ်ဖေဟာ